။ချက်တစ်ခုမှပါတယ် ANC နဲ့ ENC ဆိုတာဘာလဲ။ဘာလို့ ANC နဲ့ ENC ပါတဲ့ချက်တွေကဈေးကြီးရတာလဲ။ ANC ဆိုတာက active noise cancellation မှာပြင်ပကအတန်တွေဝင်လာပြီဆိုရင် ANC က active noise wave နဲ့ပြင်ပကအတန်တွေဝင်လာအောင်အတက်နိုင်ဆုံးထိန်းချုပ်ပေးပါတယ်။ဒါကြောင့်မို့လို့ကိုကတချင်းနားထောင်ဖို့အတွက်ဆိုရင်တော့ ANC ပါတာကိုရွေးချယ်သင့်ပါတယ်။ ENC ဆိုတာက environmental noise cancellation မှာဖုန်းပြောတဲ့အခါမှာပြင်ပကအတန်တွေဝင်လာပြီဆိုရင် filter ဆွတ်ထုတ်ပြီးတော့တစ်ဖက်ကအတန်ကိုကြည်တောက်ရှင်းကြရအောင်ထောက်ပံ့ပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ကိုကတချင်းနားထောင်မယ်ဆိုရင် ANC ပါတဲ့နှစ်ချက်တွေကိုရွေးချယ်ဝယ်ယူသင့်ပြီးတော့ဖုန်းပြောမယ်ဆိုရင်တော့ ENC ပါတဲ့နှစ်ချက်တွေကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။အခုလို ANC နဲ့ ENC ပါတဲ့နှစ်ချက်မျိုးစုံကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီမတို့ Hello Mobile ရဲ့ Facebook page နဲ့ TikTok page တို့ကနေလည်းဝယ်ယူနိုင်တယ်လို့ Hello Mobile ရဲ့ဆိုင်ခွဲတိုင်းမှာလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။